သူ့ရဲ့ညီမသူ့ဆိုရင်သူ့အမဆိုတားနိုင်ကြပါလေဟဲ့နေငါခိုင်းတဲ့ဟာတွေကိုမလုပ်ဘူးလားဟဲ့ဘာလို့လုပ်ရမှာလဲငါနဲ့အမလေးနေခိုင်းတာဘာလို့လုပ်ရမှာလဲဟဲ့ငါခိုင်းတာမလို့ငါအမေနဲ့တိုင်ပြောမှာအမေအေးတမီးဒီမှာတမီးကိုလေအမအနိုင်ကျင့်နေတယ်ဟဲ့နေကငါရဲ့တမီးလေးကိုနေကအနိုင်ကျင့်နေပေါ့အမေတမီးအနိုင်မကျင့်ပါဘူးသူကတမီးကိုခိုင်းနေရလေအမကိုမခိုင်းနဲ့လို့တမီးကပြန်ပြောလိုက်တာငါတမီးကိုအဲ့လိုပြောစရာမလိုဘူးဟာအမေကလည်းအမေကသူ့ဘက်ပဲပါနေတာပဲတော်စားပါဟာလာတမီးသူနဲ့မပေါင်းနဲ့သိလားသူနဲ့ပေါင်းနေအကျင့်တွေပြတ်ကုန်မယ်သိလားတမီးဟုတ်မအကျင့်မကောင်းတမီးကိုလိုက်ပြီးစနေတာငါဘယ်မှမစပါဘူးတော်စားပါကွာစကားတွေများမနေကြနဲ့ကဲငါသမီးလာသွားမယ်နင့်အမကိုဒီတိုင်းထားခဲ့လိုက်လာနင်ငါအငယ်မလောက်တော့နေအတော့မကြောက်အမေကအဲ့လိုပြောတယ်လေအမေကကိုယ့်သမီးကိုအဲ့လိုပြောရလားဘယ်လိုပြောပြငါနှစ်ထက်ကြီးတယ်အဲ့ကြောင့်ငါဘယ်လိုပြောနေဝေးပါစရာမလိုရှာလည်းမရှိတဲ့လာသမီးသွားမယ်ဟုတ်对啦ငါ့ကိုပဲချစ်တာတိလားငါမေကငါ့ကိုပဲချစ်တာအမေကငါဆိုရင်မချစ်ဘူးသူမမဟုတ်တယ်ငါညီမပဲချစ်နေတယ်ငါညီမလောက်တာကြတော့မမြင်ဘူးငါလောက်တာပဲနေတိုင်းမြင်နေတယ်အမေတို့မတရားဘူးရတယ်အမေသမီးကိုမချစ်သမီးကတော့ဒီအိမ်ကနေစွန့်ခါဖို့ပဲကြံတော့တယ်အမေတို့ကိုပြစ်ထားခဲ့မယ်အမေတို့ဘာဖြီးဖြစ်နေတယ်သမီးကတော့သမီးလှုပ်ရှားရှိတဲ့အလုပ်ကိုတွားပြီးတော့လှုပ်ပါငါဘယ်လိုမသိခင်ကအိမ်ဘောတွေဆင်းမယ်အဝစားရထဲမယ်အင်ကြီးတွေထဲမယ်အိမ်ဘောတွေထွက်ပြေးပြီမင်းတို့နောက်လဲမလာတော့လာလဲမနောက်တော့သွားပြီကိုပါစပိတ်လေးယူပြီးတော့ပဲသွားတာအကောင်းဆုံးပဲဟိုနဲ့အဒေတာဟိုတော့ကောင်းကားကိတ်ကိုသွားရမယ်ရင်းစိုးဘာမှမစားသေးဘူးပဲဒီဆိုင်မှာမိုးလေးပါလေးရောက်နေတယ်သွားရမိုးလေးပါလေးထိုင်စားအောင်မယ်ကဲမစားလိုက်ပါအောင်မယ်အတေတာဘိုးရဘိုးတော့အတေတာဟေးစားရစားကောက်လိုက်တာဒီဆူရှီလေးရစားကောက်လိုက်တာငါပိုက်တီတာစားနေရတယ်တော့ပဲကောက်လိုက်တာကဲပြီးပြီဆိုတော့သွားတော့မယ်ကားကိတ်ကိုအဲ့ရစပင်းကိုကြာဘလို့လောက်ကောက်လဲတော့ဘာကားနဲ့ပဲတဲဝိုင်းကောက်မလားသူတို့ခွင့်ပြုရတော့ရပါပေါ့တော်ပြီကားကိတ်လည်းမသွားတော့ကားကိတ်တော်ကောက်လားဟိုတယ်ပါတတ်တယ်ကောက်လားဟာရှုပ်တယ်ကွာဘဲပါမသွားတော့ဟိုတယ်မှာတဲရအကောင်းဆုံးပဲဒီကတဝိုင်းကအကောင်းဆုံးဟိုတယ်လေးပဲသွားနေတော့ကဲရောက်ပြီဆိုတော့ကဲစပိန်လေးဒီနားရက်မယ်ဒီမှာပဲတလ2လလောက်နေမယ်ပြီးရင်ကိုလို့ကိုပဲရှာတော့မယ်သူများနဲ့ဘာမှမပက်တတ်တော့ကဲဒီလေးကလေးတက်နေပြီဟာအခုမှပဲပေါ်ပါသွားတော့တယ်နှုတ်ဆို
ငါစိတ်ကမတက်တာဖြစ်နေကွာကဲပြောင်းသေးလားမသိဘူးလူတွေလည်းတိတ်ပြီးတော့လည်းမလာကြဘူးဟောဒီဟိုတဲတိတ်ပြီးနေမကြည့်ဘူးတဲ့ဝေဆောင်မှုရောကောင်းလာတာမသိပါဘူးကဲငါရတဲ့ခန့်ဒီခန့်ပဲဒါဆိုရင်ဒီမှာပဲတဲလိုက်တော့ပါပဲကဲအခန်းလေးပတ်ကြည့်လိုက်ပါမယ်ဒါရီချုပ်ကဲโอเคဒီကပါခဲ့ပါလေအော်ဒါအခန်းပဲဟဲ့အေးကြီးတွေပါထုတ်လိုက်ပါဦးမယ်ဟဲ့အေးကြီးတွေလည်းထုတ်ပြီးပြီကဲဒီညတော့ဒီမှာပဲတဲပဲဒီမှာပဲနေတိုင်းနေတော့ပဲဟီနေရာလေးကချစ်စရာလေးတော့အေးရပါလေတက်တောက်တက်တာရှိရကွာဒီမှာပဲငါတဲတော့ပဲဟီကဲဘာလေးညာလေးတော့အဝတ်စားလေးပါလေးလဲလိုက်ပါဦးသွားစရာလည်းမရှိဘူးဆိုတော့ဒီလောက်ပဲကဲစပင်းလေးလဲဖြုတ်ပြီးနေတော့ပဲဟေးနေရာလေးကတော့ตายရလိုက်တာကွာဟိုဒီညာလေးကตายရလိုက်တာထိုင်ပြီးတော့ပဲဖုံးပဲပို့နေလိုက်တော့ပါပဲကြည့်ကောင်းလိုက်တာဒီကားဟေးဝါကြည့်ကောင်းလိုက်တာဟေးတယောက်တည်းနေရတာပါအေးချမ်းသေးတယ်ဒါမှငါရင်ညီမနဲ့ငါမေဆိုတာမခဲရတော့ဟေးဟဲ့ငယ်မဟုတ်အမေနေဖုံးကြီးပဲကြားကြီးပို့မနေနဲ့ဟဲ့နေရဲ့အမတန်လည်းမကြားပါလားဟုတ်ပါနော်ဘယ်မြတ်လျှောက်သွားနေလဲမသိဘူးအေးပါဟဲ့သူ့ဘာလို့လျှောက်သွားခြင်းတဲ့နေရာသွားပလိစီကွာကိုပါလှုပ်ဆန်ရှိရပဲလို့ရှားမနေနဲ့ဟုတ်ပါပြီဒီလက်ဒါကလည်းဖုံးကတော်တော့ဒါပေမဲ့သူ့တန်ကြားတယ်သူ့တန်ကြားတာမကြောက်တော့တော်တော်လေးဟိုမှာအတန်ကဘာမှတန်ဆိုဘာအတန်မှမကြောက်ဟုတ်တယ်နော်အမေဘယ်များသွားတယ်လဲမသိဘူးဟုတ်ပါဟဲ့ဘဲတော့မသွားလောက်ဘူးထင်တယ်ဒီအခါထဲအကုန်လုံးပက်ကြည့်စမ်းဟုတ်အမေဟဲ့ဒီအမတယောက်ကတော့ဘယ်များရှောက်သွားလာလဲမသိဘူးဒီဘက်ထဲဝင်ကြည့်ဦးဟဲ့ဒီဘက်ထဲလည်းမရှိပါလားသူ့ခံမဲ့ဖြစ်နေသူ့ခံမှာသွားကြည့်သူ့ခံသွားကြည့်မယ်ဟဲ့သူ့ခံမှာလည်းမရှိပါလားဘယ်များရှောက်သွားလိမ့်ပါလဲဟာလုံးပြန်ပြီဟိုဘက်ကိုသွားကြည့်မယ်အိမ်သာထဲမှာများလားဒီဘက်လည်းမရှိဘူးဒီဘက်ကအိမ်သာဘာလည်းမရှိပါလားအရှိသွားကြည့်ဦးဟာဒီတယောက်တော့ဘေးရှော့သွားမယ်မသိဘူးအိမ်သာဝဲတွေကြည့်ဝဲဟေးဒီဘက်လည်းမရှိဘူးဘယ်များရောက်နေပါလဲဒီဘက်လေးလည်းမရှိဘူးဒီဘက်တွေလည်းမရှိဘူးဒီဘက်ကိုသွားကြည့်ဦးဟဲ့အိမ်လဲတက်လိမ်လုံးနဲ့နေပြီချာဝိုးမတွေ့တော့ဟဲ့ဒီအမတယောက်နဲ့တော့ဘယ်ဒီမြရှောက်သွားနေမယ်လဲမသိပါဘူးအိမ်တီရုံးလဲနဲ့နေပြီရှာလို့မသိဘူးဝေးသူ့စပိန်နဲ့ယူပြီးတော့ဗျာရှောက်သွားနေရလားဟဲ့ငါလဲစပိန်တဲ့တခါမှတော့ကြားလိုက်ပါဘူးသူ့ခံနဲ့ကြည့်တော့လဲမရှိပြန်ဘူးဟိုဘက်ခံနဲ့ကြည့်တော့လဲမရှိပြန်ဘူးဘယ်ဒီပြရှောက်သွားလဲမသိဘူးတအိမ်လုံးလဲနဲ့နေပြီငါရှာနဲ့နေပြီဆိုတော့သူတနေရာတော့သွားနေလောက်ပြီဟာသူ့ကဘဲနဲ့ဗျာချိတ်တွေ့နေလားတော့မသိပါဘူးဝေးစိတ်ရှုပ်ပါတယ်သူ့ရဲ့စိတ်ပြေလက်ပြေဆိုအဘဲတယောက်ပဲရှိရသူညာတဲ့ဖုံးတွေပြောစကားတွေပြောတယ်စောက်မျိုးကတ်လိုက်တာတေချာလာဒီမှာမရှိဘူးဆိုရင်တော့စပိန်နဲ့သွားတယ်ဟာစပိန်တော့တော့စပိန်ရှိလားမရှိလားသွားကြည့်လိုက်အောင်ဟဲ့ကားပဲရှိရဝေးစပိန်ဘေးရောက်သွားလဲဟဲ့တော့ဟာစပိန်လည်းမရှိပါလားသူဘယ်သွားလဲသူ့အခန်းထဲမှာဒီတဲ့နည်းနည်းရှင်းနေတယ်လို့ခန်းစားရတယ်ခန်းရဗီဒီယိုတွေသွားကြည့်လိုက်ပဲဒါဆိုသူဘယ်သွားလဲဆိုတော့သိလိုက်ပဲဟာပြသွားပါ
都开的，比如你来下起来吧，比如你把一级里来不习惯了，没有达标吧，匹配。妹，ဘာတော့နေဘာတွေထထဖြစ်ပြန်ပြီတော့ဒီမှာအမအခန်းထဲမှာလေအင်ဂျီတွေမရှိတော့ဘူးဘာအင်ဂျီတွေမရှိတော့ဘူးဟုတ်လို့လားဟုတ်တယ်မေရဲ့မယုံလားမယုံသွားကြည့်လိုက်လို့ရတယ်ဟုတ်တော့ဟုတ်လို့လားအေးကြီးရတော့ဟုတ်တယ်မေမယုံဘူးလားဟဲ့ဟုတ်ရလားကွာဟုတ်လို့လားကွာဟုတ်တယ်မေရဲ့အမေမယုံဆိုလဲတွားကြည့်လိုက်အမအခန်းထဲတွားကြည့်လိုက်အေးတွားကြည့်လိုက်ပဲနင်းပြောတာမဟုတ်လို့ရှိရင်တော့ငါနင်းကိုငါလောက်ပါတော့ဟုတ်ပြီဒါတွေစမ်းပါအရင်ဆုံးတွားကြည့်လိုက်ပါငါတော့နင်းစကားကိုမယုံပါဘူးတွားကြည့်လိုက်ဟိုခန်းထဲမှာအမမရှိတော့ဘူးပြီးတော့လဲပစ္စည်းတွေကရှင်းလင်းနေတာဟုတ်အမအဝိဗီဒီယိုတွေကိုကြည့်လိုက်ဟုတ်လို့လားဟုတ်တာပဲဟုတ်တာပဲနင်ပြောဟုတ်တာပဲအင်ဂျီတွေလည်းမရှိတော့ဘူးပြီးတော့သူ့ဗီဒီယိုကလည်းရှင်းလင်းပြီးတော့အင်ဂျီတွေလည်းမရှိတော့ဘူးဟုတ်တယ်အမေကိုပြောသားပဲတွေ့လားမယုံမလားအခုတော့လက်တွေ့ပြီမလားကြည့်လိုက်အမဘုရားသူဘယ်ရောက်သွားလဲဟာအဲ့ဒါဆိုရင်စိတ်ပြတ်သွားတာနေမှာပါစိတ်ပြတ်သွားနေမှာပေါ့အမေရဲ့ထားလိုက်စမ်းပါဒီလိုသွားနေရပါဟုတ်နေသေးရဲ့